ဒီနေ့တော့အိမ်တွင်အောင်ပါတယ်ဆိုတော့မနက်ပိုင်းအိမ်မှာလှုပ်ရှားရှိတဲ့အလုပ်တွေလုပ်ပါတယ်မနေ့က YouTube ကနေ download လုပ်ပြီးသား English podcast ကိုနားထောင်ပါတယ်ပြီးတော့ podcast ကပြောတဲ့ vocab တွေကိုတစ်ချိန်ပြန်နားထောင်ပြီးတော့ခြာရေးပါတယ်နိုင်ဝက်နားနေတဲ့အချိန်တွဲမှာ Mirror ကိုကြည့်ပြီး speaking practice လုပ်ပါတယ်ပြီးတော့ Italian နဲ့ English language နှမျိုးရောပြီးပြောထားတဲ့ movie ကိုကြည့်ပါတယ် title ကတော့ Call Me By Your Name ပါနေ့လည်နေ့ခင်းတရေတမောအိပ်ပြီးတော့စာဖတ်ပါတယ်ဒီနေ့လေမိုးတိမ်သားတွေအုပ်မိုင်းပြီးတော့မိုးထက်ရွာပါတယ်ရက်40ပြည့်သွားပြီဆိုတော့ဒီနေ့ကနေစပြီးပုံဆွဲချိန်နိုင်ဝက်ထပ်တိုးပါမယ်ဆိုတော့ပုံဆွဲချိန်2နာရီဖြစ်သွားပါပြီဒီနေ့မိုးအုပ်နေရဖြစ်လို့ရိုက်ကွင်းလေးမောင်သွားပါတယ်အချိန်တနာရီကြာပြီးတဲ့နောက်မှာတော့ရေးလို့ပြီးသွားပါပြီDay 41 vlog လေးရတော့ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်